မင်္ဂလာပါဒီပိုင်းလေးကတော့နရွက်ထိုးလေးဖြစ်ပါတယ်နရွက်ကတော့အရန်ကိုရိုးရှင်းတဲ့အတွက်ကြောင့်မလို့မထိုးပြတော့ဘူးလို့ထားပေးမယ်ပေါ့နော်တခါတည်းအဆင်ပြေအောင်ထိုးပြပေးလိုက်ပါတယ်ခွင်းရှင်လေးထဲမှာဖုံးမိတဲ့ချက်ချင်းပြီးရင်ကျွန်တော်တို့တိုင်တိုကြီးပဲစွစွပေါင်းဒီခွင်းရှင်လေးထဲမှာ5ချိန်ထိုးပါမယ်ခင်ဗျာ3 4 5တဲ့နဲ့3 4 5ဒါဆိုရင်ကျွန်တော်5ချိန်လေးရပါပြီဆိုရင်ချီလေးကိုဖြည်းဖြည်းလေးဆွဲပါဒါဆိုရင်ကျွန်တော်နှရွက်လေးကိုရရှိပြီပဲဖြစ်ပါတယ်ခင်ဗျာရရှိပြီဆိုရင်ကကြီးလေးနဲ့ဖြတ်ပြီးတော့ချီထိုးခြင်းကိုအဆုံးသတ်လိုက်ပါမယ်ခင်ဗျာဒီလိုပုံစံတူနှရွက်ကလေးကို2ခုပြုလုပ်ပေးပါခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ